ဖုံဖုံဖျားစိုးစုံမှခက်ခဲသောလူ16မျိုးရှိတယ်ဆိုတာကြားဘူးပါတယ်အသေးစိတ်သိကျင်ပါတယ်ဖျားတဲ့ကောင်းပါပြီဦးစင်းဖတ်ပြပါမယ်နော်စိုးစုံမှခက်ခဲသောလူ16မျိုးက1ရုပ်မာသောအလိုဆိုးရှိ၍ထိုအလိုဆိုးနောက်သို့လိုက်တော်သူ2မိမိကိုယ်ကိုချီးကျူးမြင့်တင်လျက်သူတစ်ပါးတို့အားကဲ့ရဲ့ရှုံချတတ်တော်သူ3အမျက်ဒေါသထွက်တတ်၍အမျက်ဒေါသ၏လွှမ်းမိုးမှုခံရသူ4အမျက်ဒေါသထွက်လိရှိပြီးအမျက်ဒေါသကြောင့်ရန်ညှိုးဖွဲ့လိရှိတော်သူ5အမျက်ဒေါသထွက်လိရှိပြီးအမျက်ဒေါသကြောင့်အစွဲလန်းကြီးတော်သူ6ဒေါသထွက်လိရှိပြီးဒေါသနှင့်နီးစပ်သောစကားကိုပြောဆိုတတ်တော်သူ9အပြစ်တင်ခံရလျင်အပြစ်တင်သူအားစန့်ကျင်ဘက်ပြုတတ်တော်သူ10အပြစ်တင်ခံရလျင်ထိုအပြစ်တင်သူအားကြိမ်းမောင်းတတ်တော်သူ9အပြစ်တင်ခံရလျင်ထိုအပြစ်တင်သူအားပြန်၍အပြစ်တင်တတ်တော်သူ10အပြစ်တင်ခံရလျင်အကြောင်းအမျိုးမျိုးဖြင့်ဖုံးလွှမ်းလျက်စကားကိုပြင်ပသို့လွှဲပြောင်းပြီးစိတ်ဆိုးအမျက်ထွက်ကာပြမတတ်တော်သူ11အပြစ်တင်ခံရလျင်မိမိ၏ဖြစ်စဉ်အကြောင်းအထုပ်ပတ္တိကိုရှင်းမပြနိုင်တော်သူ12ကျေးဇူးကမ်းလျက်ဂုဏ်တုဂုံပြိုင်ပြုတတ်တော်သူ13မနာလိုစိတ်ရှိပြီးနှမျောဝန်တိုတတ်တော်သူ14ကောက်ကျစ်စင်လဲပြီးလှက်ပတ်တတ်တော်သူ15မောက်မာခတ်ထန်လျက်မာနကြီးတော်သူ16မိမိအယူကိုဆွဲလန်းလျက်မြဲမြံစွာယူတတ်ပြီးစွန့်နိုင်ခဲ့တော်သူတို့ဖြစ်ပါတယ်ဒါဟာစိုးဆုံးမရန်ခက်ခဲသောလူ16မျိုးပဲဖြစ်ပါတယ်